အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ positive mindset positive energy ရှိတဲ့သူတစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြောသွားမှာဖြစ်ပါတယ်အရင်ဆုံး positive mindset ဆိုတာဘာလဲ positive mindset ရှိရင် positive energy ရှိရင်ဘယ်လိုတွေအခွင့်အရေးတွေအကျိုးကျေးဇူးတွေရလာနိုင်လဲဆိုတာလေးကိုအရင်ပြောမယ်ပေါ့နော် positive mindset positive energy ရှိတဲ့သူတွေကပုံမကောင်းမွန်တဲ့ relationship တွေကိုတည်ဆောက်လာနိုင်တယ်မိသားစုမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းလုပ်ဖို့ကိုင်ဘက်ချစ်သူရည်စားကိုယ့်ရဲ့အိမ်အောင်ဘက်ဒါသမီးအစရှိတဲ့ဖြင့်သူတို့တွေနဲ့ပုံမကောင်းမွန်တဲ့ relationship တွေဆက်ဆံရေးတွေကိုတည်ဆောက်လာနိုင်တယ်။ခွင့်ရေးတွေကိုပိုမြင်လာတယ်။ negative mindset ရှိတဲ့သူကတော့ပြဿနာကိုပဲမြင်နေဆိုပေမဲ့ positive mindset ရှိတဲ့သူအကောင်းမြင်စိတ်ရှိတဲ့သူကကြတော့ပြဿနာထဲမှာအခွင့်ရေးကိုဘယ်လိုရအောင်ရှာရမလဲဆိုတာကိုမြင်တတ်တယ်ပေါ့နော်။အဲဒါကြောင့်သူများတက်ဆိုင်ပို့ပြီးတော့မှအခွင့်အရေးခွင့်လန်းကောင်းတွေပိုရတတ်တယ်။နောက်ဆုံးတစ်ချက်အရေးကြီးဆုံးတစ်ချက်ကတော့မိမိကိုယ်တိုင်ရဲ့စိတ်ချမ်းသာရေးအများကြီးပိုကောင်းလာတယ်။စိုးရိမ်စိတ်တွေရောကျလာတယ်။စိတ်ဖိစီးမှုတွေရောကျလာတယ်။ပြီးတော့ဘဝအပေါ်မှာမျှော်လင့်ချက်တွေပို့ပြီးတော့မှရှိလာတယ်ပေါ့နော်။ဒီလိုကောင်းတဲ့အချက်တွေဒီရဖို့အတွက်က positive mindset positive energy ရှိဖို့လိုအပ်တယ်။ဒီတော့ positive energy ရှိအောင်အကောင်းမြင်စိတ်ရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးတွေကိုတစ်ချက်ချင်းစီပြောသွားမယ်ပေါ့နော်။နံပါတ်1အချက်အနေနဲ့ကနိုးချင်းဖုန်းကြည့်တဲ့အကျင့်ကိုအရင်ဆုံးပြင်ရမယ်ပေါ့နော်ကျမကိုယ်တိုင်အဲ့လိုပဲမနေ့အိယာနိုးပြီဆိုတာနဲ့ဘယ်သူတွေ message ပို့ထားလဲဘာအကြောင်းအရာတွေရှိလဲအဲ့လိုဖုန်းကိုစခရိုးဆွဲတာအဲ့ဒါဘာဖြစ်လဲဆိုတော့လေအုံနောက်ကနိုးချင်းမှာအပြည့်အဝသူအလုံးမလုံးနိုင်သေးဘူးသူနည်းနည်းကောင်းကောင်းမနိုးသေးဘူးအဲ့ချိန်မှာကိုကတာဝန်တွေစွတ်ပေးတယ်လို့ဖြစ်သွားတယ်သူဒီမှာ processing လုပ်နေရပြီအဲ့တော့ပင်ပန်းသွားတဲ့အုံနောက်ဒီတစ်နေ့တာလုံးမှာသူမကြည်လင်တော့ဘူးဒေါသထွက်လွယ်တယ်စိတ်တူလွယ်တယ်စိတ်မရှိတော့ဘူးနောက်အရေးကြီးဆုံးအချက်တစ်ခုဖြစ်တဲ့အာယုံစူးစိုက်နိုင်စွမ်းအားတော်တော်အားနေသွားတယ်အလုပ်ကိုအာယုံစူးစိုက်နိုင်စွမ်းအားစာအုပ်အာယုံစူးစိုက်နိုင်စွမ်းအားတော်တော်လေးကိုအားနေသွားတယ်ပေါ့နော်နံပါတ်1ချက်အနေနဲ့နိုးချင်းဖုန်းကြည့်တာကိုအရင်ဆုံးရှောင်ရမယ်နံပါတ်2အချက်အဲ့ဒါကတော့လွယ်ကူကူပြုံးတတ်ဖို့လိုအပ်တယ်နိုးလာပြီဆိုတာနဲ့ကိုယ်အိမ်ရမိသားစုဝင်တွေကိုညတော့ကောင်းကောင်းအိပ်ပျော်လားအိမ်မက်တွေမက်သေးလားအဲ့လိုလေးနှုတ်ဆက်ပြီးတော့ပြုံးပြလိုက်ပေါ့ပါလေးပေါ့နော်အဲ့ဒါပြီးသွားလို့ရုံသွားတယ်ဓက်လီကစောင့်နေနဲ့လုံခြုံရေးဦးလေးတွေတွေ့တယ်ဆိုလို့ရှိရင်သူတို့ကကိုယ်ကြည့်လိုက်တယ်ဆိုကိုပြန်ကြည့်ပြီးတော့ခေါင်းလေးငိမ့်ပြီးပြုံးပြလိုက်ပေါ့နော်အဲ့ဒီအပြုံးတစ်ခုကသူတို့ကပြန်ပြုံးပြတယ်အဲ့ဒီအပြန်လန်အပြုံးမှာ energy တွေကူးဆက်သွားတယ်ပေါ့နော်ကိုယ်လည်းပဲစိတ်ထဲမှာဘာမှန်းတော့မသိပေမဲ့တခုခု positive ဖြစ်တဲ့ energy တခုခုတော့ခံစားလိုက်ရတယ်အဲ့ကနေတောက်လျှောက်ရုံခန်းထဲကိုရောက်တယ်တွေ့တဲ့လူတွေတယောက်စားနှစ်ယောက်စားကိုပြုံးပြတယ်ကိုနေရာမှာကိုထိုင်တယ် energy ကအဲ့မှာနေစပြီးတော့ကောင်းနေပြီစိတ်ကနည်းနည်းrelax ဖြစ်နေပြီတက်ကြွနေပြီပေါ့နော်နံပါတ်3ချက်ဆိုလို့ရှိရင်တော့စိတ်ညစ်စရာတွေကိုအကြာကြီးမတွေးတာမျိုးပေါ့နော်အလုပ်ထဲရောက်ပြီဆိုရင်စိတ်ညစ်စရာကတော့ကျင်းသေးပေါက်ရှိမှာပဲစိတ်အခက်မတင်တာပဲဖြစ်ဖြစ်ကိုကဆူရတာပဲဖြစ်ဖြစ်ကိုကအဆူခံရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြုံရတယ်ဆိုရင်အဲ့ဒီအရာကိုပုံကြီးမချဲဖို့လိုအပ်တယ်ပုံကြီးမချဲဖို့လိုအပ်တယ်ဆိုတာကိုဆူခံလိုက်ရတယ်ဆိုကြပါစို့အဲ့ဒီဟာကိုတရားရောက်ကိုတန်းပြီးတော့ငါတော့ဆူခံလိုက်ရတယ်ငါ့ကို तू အဲ့လိုတွေပြောတယ်ဆိုပြီးတော့ပြန်ပြောပြရင်အဲ့ချိန်မှာကိုပို့ပြီးတော့မှဒေါသထွက်တယ်ခုနကတော့အဆူခံရတဲ့အချိန်ထက်ပြန်ပြောတဲ့အချိန်မှာ energy ကပို့ပြီးတော့မှ negative ဘက်ကိုပို့သွားတယ်ကိုခံရတာကိုလူကပို့ပြီးတော့မှခံစားတာဖြစ်တဲ့အတွက်လေပြောတဲ့အချိန်မှာအဲ့ရနှစ်ဆဖြစ်သွားတယ်တကယ်အခြေအနေရဲ့အကြောင်းရင်းအမှန်ရဲ့တကယ်ဖြစ်နေတဲ့တကယ်ခံစားရတဲ့အခြေအနေထက်ကိုပြန်ပြောပြတဲ့အချိန်မှာလေအဲ့ဒီပြဿနာနှစ်ဆပိုကြီးသွားတယ်အဲ့ကြရင်ကိုယ်စီမှာ negative energy တွေပိုရလာတယ်ပေါ့နော်မျိုးသိပ်ထားဖို့ဘယ်သူ့မှရင်မဖွင့်နဲ့အဲ့လိုပြောတာမဟုတ်ဘူးဖြစ်ချင်းမှာဘယ်သူ့မှပြန်မပြောနဲ့ကိုနည်းနည်းစိတ်အေးသွားပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရင်စိတ်မဆိုးတော့ဘူးအဲ့လိုအချိန်ကြာတော့မှသူများကိုရည်စရာမောစရာလိုမျိုးပြန်ပြောလိုက်ရင်လည်းရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီချက်ကလည်းတော်တော်လေးတော့အရေးကြီးတယ် customer နဲ့ပဲဖြစ်ဖြစ်အထက်လူကြီးနဲ့ပဲဖြစ်ဖြစ်ကိုစိတ်အခက်မတင်တာရှိတယ်ဆိုရင်သူများကိုချက်ချင်းပြန်မပြောဘဲနဲ့နည်းနည်းစိတ်အေးသွားတဲ့အချိန်ကြာတော့မှဟာတလို့လုပ်ပြီးတော့ပြောရဲဆိုရင်ပိုကောင်းတယ်ပေါ့နော်အဲ့ဒါဆိုကို negative energy တွေမတိုးလာစေတော့ဘူးနောက်တစ်ချက်အဲ့ဒါကတော့ drama အရင်များတဲ့သူတွေ negative energy များတဲ့သူတွေနဲ့အကြာကြီးစကားမပြောနဲ့အလုပ်ခွင်မှာကြောင်းမဖြစ်ဖြစ်အတူတူပါပဲမပြောလို့မရတဲ့အနေအထားမျိုးတွေရှိတတ်တယ်ပေါ့နော်မဖြစ်မနေစကားပြောရတာတို့ကိုကနားမထောင်ခြင်းပဲလဲထိုင်ပြီးနားထောင်ရတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ तू ကကိုအဲ့ဒီသူ့ရဲ့ drama တွေ तू ပဲခံရတယ် तू ပဲအနစ်နာခံရတယ် तू ပဲပင်ပန်းတယ်တို့အဲ့လို negative ဖြစ်တဲ့အကြောင်းအရာတွေပြောလာပြီးဆိုလို့ရှိရင်လေကိုကအဲ့အကြောင်းအရာတွေကိုအရင် response လိုက်မလုပ်နဲ့ဒီတိုင်းလေးပဲနားထောင်ပေးလိုက်သူ့ကိုလေးလေးစားစားတော့နားထောင်တယ်ဒါပေမဲ့ဟုတ်တယ်နော်မှန်တယ်နော်နင်ခံလိုက်ရတယ်နော်အဲ့ဒါမျိုးတွေသူ့ကိုမပြောပေးနဲ့ပေါ့နော်အဲ့လိုမပြောပေးခြင်းအားဖြင့်ပြောနေတဲ့သူဒီအထူးသဖြင့်အဲ့ဒီ negative တွေပေါ့နော် drama တွေအကြောင်းကိုပြောတဲ့သူကနားထောင်တဲ့လူကသူ့စကားကိုဘယ်လို
နားထောင်နေလဲဘလို့စုပ်ယူနေလဲဘလို့ခံစားနေလဲဆိုတဲ့ဥစ္စာကို तू စဉ်းစားတယ်သူအကဲခတ်တယ်ပေါ့နော်အဲ့ချိန်မှာကိုကတိတ်ဟက်ပတ်မရှိဘူးပုံမှန်လေးပဲသူ့ကိုနားထောင်ပေးနေတာဖြစ်တဲ့အတွက်သူနောက်တစ်ခါကျရင်ကိုကိုတက်ကြွနဲ့အဲ့အတင်းနေလာမပြောတော့ဘူးဒရမာတွေမပြောတော့ဘူးဒါဒီတစ်ချိန်ဒီလိုလုံးလိုက်ယုံနဲ့နောက်မှာသူ့စီကနေ negative energy တွေကူးဆက်လာမှာကိုတခါတည်းအပြီးကာကွယ်လိုက်တာမျိုးပေါ့နော်အဲ့တစ်ချက်နောက်တစ်ချက်ကကြတော့စိတ်သက်ကြစီမဲ့တခြင်းတွေကိုအလုံးလုံးရင်းနဲ့နားမထောင်နဲ့အလွမ်းသချင်းတို့အဆွေးသချင်းတို့ဥပမာကိုကအသေးကွဲနေတာအသေးကွဲသချင်းတွေကိုအလုံးလုံးရင်းနဲ့နားမထောင်နဲ့အဲ့ဒါကိုယ့်ရဲ့ energy ကိုပို့ပြီးတော့ drain စေတယ် down စေတယ် negative thoughts တွေပို့ပြီးတော့မှများလာစေတယ်ပေါ့နော်အခုတလောဆိုလို့ရှိရင်ကျမဆိုဘယ်လိုသချင်းနားထောင်ဖြစ်လဲဆိုရင် Blackpink ရဲ့ champion တို့action တို့သချင်းမျိုးမျိုးကြွလေးတွေတို့အဲ့အမျိုးလေးတွေနားထောင်တယ်ဒါတွေကလေကို positive energy ပေးနိုင်တယ်ပေါ့နော်ဟိုလိုအရန် down သွားစေတဲ့အလွမ်းသချင်းတွေအဆွေးသချင်းတွေအဲ့မျိုးတွေဘဝအကြောင်းတွေပါတယ်အဲ့မျိုးတွေကအလုပ်လုပ်တဲ့အချိန်မှာနားမထောင်နဲ့ပို့ပြီးတော့မှစိတ်ဖိစီးစေတယ်ပေါ့နော်ဒါမှမဟုတ်တခြင်းလုံးဝနားမထောင်ပဲနဲ့အလုပ်လုပ်တတ်တယ်ဆိုလို့ရှိရင်ပိုတောင်ကောင်းသေးတယ်ပို့ပြီးတော့မှ focus ရတယ်လို့တော့ထင်တယ်နောက်တစ်ချက်ကကြတော့အိယာဝင်ခံနီး2နာရီအလိုမှာဖုန်းမကြည့်နဲ့အဲ့ဒါကလေပုံမှန်အားဖြင့်ကျမတို့တွေကအိတ်မပျော်ဘူးဆိုလို့ရှိရင်ဖုန်းကြည့်တယ်ကျမကိုယ်တိုင်လည်းအဲ့လိုပဲဖုန်းကြည့်ရင်မျက်လုံးလေးကညောင်းပြီးတော့ကြာလာရင်မေးပြီးတော့အိတ်ပျော်သွားတယ်ပေါ့နော်အဲ့တော့အိတ်မပျော်ရင်ဖုန်းကြည့်ရမယ်ဆိုတော့အတိအအမြဲတမ်းရှိတယ်ဒါပေမဲ့တတိထားကြည့်တာဒီနေ့ည10နာရီအိတ်တယ်17နာရီထိအိတ်မပျော်ဘူးအဲ့ဒါကြောင့်ကိုဖုန်းကြည့်လိုက်တယ်ဆိုလို့ရှိရင်12နာရီခွဲလောက်ဆိုအိတ်ပျော်သွားတယ်နောက်နေ့လဲကြရောအဲ့လိုပဲအိတ်မပျော်ဘူးကိုဖုန်းထည့်ကြည့်လိုက်တယ်ဆိုနောက်နေ့ကျတော့7ခွဲနဲ့အိတ်မပျော်တော့ဘူး1နာရီခွဲ2နာရီဖြစ်သွားတယ်အဲ့ကနေပိုပြီးတော့မှနောက်ကျလာတဲ့အိတ်ချိန်လေးကဖုန်းကအဲ့လိုမျိုးတော်တော်ဆိုးတဲ့ impact ကိုပေးတယ်ပေါ့နော်ဒါကြောင့်မို့လို့လေတဖြည်းဖြည်းနဲ့အိတ်မပျော်တဲ့သူတွေများလာတယ်လို့ညဘက်ကျရင်အိတ်မပျော်ဘူးဆိုတော့အဲ့ဒါညဖုန်းကြည့်တဲ့ဟာရဲ့ side effect လို့တော့ကျွန်မထင်တယ်ကျွန်မကိုယ်တိုင်အဲ့ဒါကိုရွေ့ပဲပေါ့နော်ကိုယ်တိုင်တအားညဘက်တွေဆိုဖုန်းကြည့်တယ်ပြီးရင်အိတ်မပျော်တာတွေဖြစ်လာတယ်အသားရည်လည်းမကောင်းဘူးစိတ်တွေလည်းမရှိဘူးဒေါသလည်းထွက်လွယ်တယ်အဲ့မှာ negative energy အများကြီးရလာတယ်အကောင်းမြင်စိတ်တော်တော်လေးကိုနည်းလာတယ်ပေါ့နော်အဲ့တော့အဲ့ဒီနောက်ဆုံးအချက်ဖြစ်တဲ့ညအိတ်ခန့်နီး2နာရီအလိုမှာဖုန်းကိုရက်လိုက်ပြီးတော့စာဖတ်တာပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်တခုခုကိုလှုပ်ချင်တဲ့ဥစ္စာတခုခုကိုလုပ်နေလိုက်ပေါ့နော်ဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ဝင်လေထွက်လေမှတ်နေတာပဲဖြစ်ဖြစ်လုပ်လို့ရတယ်ဘာမှမဖြစ်ဘူးအဲ့ဒါပို့ပြီးတော့မှကောင်းကောင်းအိပ်ပျော်စေတယ်ပေါ့နော်ပြီးတော့စာဖတ်တယ်ဆိုတဲ့နေရာမှာကြီးပွားတိုးတက်ရေးစာတွေပဲဖတ်နေရမယ်လို့တော့မဆိုလို့ကိုစိတ်ဝင်စားတာရုပ်ပြပဲဖြစ်ဖြစ်မဂ္ဂဇင်းပဲဖြစ်ဖြစ်ဝတ္ထုပဲဖြစ်ဖြစ်ကြိုက်တဲ့ဟာဖတ်လို့ရတယ်ဘာမှမဖြစ်ဘူးဖုန်းမဟုတ်သေးရတော့ကိုယ့်အတွက်ကအိပ်ပျော်တာဖြစ်တဲ့အတွက်လေးစာဖတ်လိုက်ရင်ကျမတို့အိပ်ပျော်တယ်ဆိုတော့စာဖတ်တယ်ပေါ့နော်အိတ်ခံနေရင်တော့တခါလေစာဖတ်တာအားပြင်းတဲ့အချိန်ဆိုရင်တော့တရားမှတ်လိုက်တာမျိုးတော့ရှိတယ်ကိုနဲ့အဆင်ပြေတဲ့ဟာလုပ်လို့ရတယ်ပေါ့နော်ဒီတော့ဒီအချက်တွေလိုက်လုပ်မယ်ဆိုရင်အချက်တိုင်းကိုမလုပ်နိုင်သေးရင်တော့တစ်ချက်နှစ်ချက်3ချက်လောက်တော့လုပ်နိုင်တယ်ဆိုလို့ရှိရင်တိတိတသားကိုမှ positive energy တွေများလာမယ် positive energy တစ်နေ့များသွားတယ်နောက်တစ်နေ့ထပ်ပြီးတော့ဒီတိုင်းပဲဆက်ပြီးကြိုးစားသွားတယ်ဆိုရင်နောက်တစ်နေ့မှထပ်ပြီး positive energy များတယ်ဆိုအလေးအကျင့်ကနေအလေးထားဖြစ်ပြီးတော့မှကိုယ့်ရဲ့ routine ဖြစ်သွားလိမ့်မယ်ဒါကိုယ့်ပုံစံဖြစ်သွားလိမ့်မယ်တဖြည်းဖြည်းနဲ့ကိုကအကောင်းမြင်တတ်တဲ့သူတစ်ယောက်ဖြစ်နေ completely လုံးဝကိုချိန်သွားလိမ့်မယ်ပေါ့နော်ဒီတော့ကျမကိုယ်တိုင်လည်းဒီအချက်တွေကိုအားလုံးလုံးနိုင်ပြီလားဆိုရင်မလုံးနိုင်သေးဘူးအဲ့တော့အတူတူလုံးကြည့်ကြမယ်ပေါ့နော်အကုန်တော့မလုံးနိုင်သေးပေမဲ့တစ်ချက်နှစ်ချက်လောက်တော့လုံးနိုင်နေပြီဒီတော့လုံးနိုင်မယ်ဆိုရင်တော့အားလုံးလုံးနိုင်ရင်တော့အကောင်းဆုံးပဲအားလုံးမလုံးနိုင်သေးရင်တော့တစ်ချက်နှစ်ချက်3ချက်လောက်ပဲဖြစ်အောင်လုံးနိုင်မယ်ဆိုရင်တေချာပေါအကောင်းမြင်စိတ်ရှိတဲ့သူတယောက်အဖြစ်နောက်ဆုံးမှာပြောင်းလဲသွားလိမ့်မယ်ပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်